ခရမ်းညင်တပင်ကအပြုစုကောင်းမယ်ဆိုရင်တပင်ကိုရှစ်ပိတ်တာကျော်အထိထွက်တယ်လို့ဆိုပါတယ်။ရှူဝင်ကကျွန်တော်သိဦးလေးကြီးတယောက်သူ့အိမ်မှာလေးချပေါက်တဲ့ခရမ်းညင်တပင်ကိုအပင်ကြီးမှာမကြီးရွယ်ဆွေးပုံပြီးအပင်ကိုလည်းမကြီးကထောင်ပေးထားပြီးစံစည်းကြီးလောင်းပေးထားရမှာအပြုစုကောင်းတော့အသီးပွင့်များလို့သတိထားဆောင်ကြည့်ပြီးတစ်ခါကူးတစ်ခါချိန်ကြည့်တဲ့အခါမှာအသီးတုံးချိန်အားလုံးပေါင်းကြည့်တော့73ပိတ်တာရှိရလို့ဆိုပါတယ်မင်္ဂလာပါခင်ဗျာဒီနေ့အခြားနိုင်ငံတွေမှာခရမ်းညင်ပင်ကိုအထွတ်လုံးကောင်းအောင်ဘယ်လိုပြုစုကြလဲကျွန်တော်နဲ့ဒီလိုလေ့လာကြည့်ကြအောင်ပါဗျာဒီနေ့ဒုတိယပိုင်းအနေနဲ့အရွက်နဲ့အညွန့်တက်တွေကိုရှင်းထုတ်ပေးတာတွေ့ရပါတယ်အညွန့်တက်ကိုတော့ပင်စီပင်မကလွယ်ပြီးကျန်တာအကုန်ရှင်းပေးတာကိုပထမပိုင်းမှာကလေးကမျှဝေပြီးပါပြီအရွက်တွေကိုရှင်းထုတ်ရမှာဘယ်လိုအရွက်တွေကိုရှင်းထုတ်ပေးတာလဲဘာကြောင့်ရှင်းထုတ်ပေးရလဲဆိုတာဆက်ပြီးတော့လေ့လာကြည့်ကြအောင်ပါဗျာဘလို့ရွက်တွေကိုရှင်းထုတ်ပေးရလဲဆိုတော့ဝါနေတဲ့ရွက်တွေနဲ့ပထမပန်းကန်ကပန်းလေးတွေအကုန်ပွင့်ပြီး15ရက်လောက်ကြာမှအောက်ကမြေကြီးနဲ့ထိစပ်နေတဲ့ရွက်တွေနဲ့အညွတ်တက်မှန်သမျှကိုအရင်ရှင်းထုတ်ပြပါတယ်ဒီလိုရှင်းထုတ်ပေးခြင်းအပြင်မြေကြီးပေါ်ကကူးစက်နိုင်တဲ့ယောဂကြောက်မှုကိုလျော့ကျစေပါတယ်နောက်ချိန်ဒီမှာတော့အသီးကင်မှာရှိတဲ့အရင်းသီးအရွယ်ရောက်ပြီးအဝါရောင်မတန်းခင်မှာအသီးကင်ပေါ်တဲ့အထိရှင်းပေးတာတွေ့ရပါတယ်ဒီနေရာမှာတစ်ခုတည်ထားမှာကပူပြင်းတဲ့နေရာဒီမှာဆိုရင်တော့အသီးပေါ်ကိုနေအောင်တိုက်ရိုက်ကြခြင်းကအသီးတွေကိုနေအောင်တန်ခံရနိုင်တာကြောင့်အရွက်ရှင်းထုတ်ရမှာသတိထားချိန်ကြီးပြီးလှုပ်ဆောင်သင့်ပါတယ်။အောက်ရွက်ရင်းတွေကိုရှင်းပေးခြင်းအပြင်အရွက်ကစားသုံးမဲ့အာဟာရတွေမဆုံးရှုံးကြတော့တဲ့အတွက်အသီးရမှာအားပေးပြီးအသီးထွက်နှုံပူလာကအသီးရွယ်စားလည်းကြီးပြီးညီညာတယ်လို့ဆိုပါတယ်။နောက်ပြီးအရွက်တွေထူထပ်မနေတော့တဲ့အတွက်လေဝင်လေထွက်ကောင်းမွန်စေပြီးပိုးမွားတွေဘက်တီးရီးယားယောဂါတွေနဲ့ပိုယောဂါတွေကြာအောင်မှုကိုတက်တာစေတဲ့ပြင်အသီးကနေအောင်ကြီးဓာတ်ရရတဲ့အတွက်အယောင်ဆင်းလှပပြီးတီးနှံကိုမြင်မြင်ရင်းမဲ့စေပါတယ်ပထမပိုင်းမှာပြောခဲ့သလိုပါပဲအပင်ကအာဟာရတွေပုံမစားသုံးနိုင်အောင်ပင်စီတွေကြန့်ကင်တန်ဆွမ်းအောင်နဲ့ဝတ်မုံကူခြင်းအောင်မြင်မှုအတွက်လေမှုတ်ဆက်နဲ့ပုံမှန်မှုတ်ပြီးတာတွေ့ရပါတယ်အခုလိုရွက်တင်နဲ့တားတက်တွေရှင်းထုတ်ပေးထားတဲ့အပင်ကအမြင့်ပေ30လောက်ထိမြင့်နိုင်တယ်လို့ဆိုပါတယ်။အခုတွေ့ရတဲ့အပင်မြင့်က17ပေရှိတာတွေ့ရပါတယ်။နောက်ထပ်သဘောကျတဲ့ချက်ကအရမ်းမြင့်သွားတဲ့အပင်ကိုအလွယ်တကူအောက်ကိုခွေချပေးလို့ရတာပါပဲ။ကလစ်ကွင်းလေးဖြုတ်ပြီးကျိုးကို2ပတ်3ပတ်ဖြီးလိုက်တာနဲ့အောက်ကိုအလွယ်တကူခွေချလို့ရပါတယ်။အတန်းတန်းရဲ့အစား9ပင်လောက်ကိုအခြားတစ်ဖက်စီခရူဘက်ခွေပြီးကြံပင်တွေကိုသူတို့နောက်မှာအစင်လိုက်နှိပ်ချပြီးပြန်ပြီးကျိုးမှာနွယ်ပေးလိုက်ရုံပါပဲ။ရာသီသိမ်းလို့စိုက်ခင်းရှင်းချိန်မှာလဲကလစ်ကွင်းလေးဖြုတ်ကျိုးလေးဖြီးပြီးအပင်ကိုအမြစ်ကနေဒီတိုင်းဆွဲနှုတ်ရှင်းပေးလို့ရပါတယ်။ပထမပိုင်းမှာမျှဝေခဲ့တဲ့အကြောင်းအရာ3ခုနဲ့ဒုတိယပိုင်းမှာမျှဝေတဲ့အကြောင်းအရာတစ်ခုကိုအသေးချာဂရုစိုက်ပေးပြီးမြေဩဇာအာဟာရမှုေးပုသက်စေးအားစေးပုံမှန်ဖြန့်ပတ်ပေးရင်ခရမ်းညံထွက်တိုးမှာကျင်းသေးပါတယ်ခင်ဗျာတီးနှံပင်တွေမှာကြောက်တတ်တဲ့မှုယောဂါတွေနဲ့ဖြတ်ပိုးတွေအကြောင်းကိုလည်းမျှဝေပေးဖို့စူးစီးထားပါတယ်ခင်ဗျာဒီနေ့ရောက်တော့ပါပဲနောက်နေ့တွေမှာလည်းစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေရှားဝေစုဆောင်းမျှဝေပေးအောင်မှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပြီးစောင့်မျှော်ကြည့်ရှုပေးပါဦးဒီနံစိုက်တောင်သူတိုင်းစိုက်သမျှဒီနံအတွက်တိုးပြီးထွက်သမျှဒီနံဈေးကောင်းရကြပါစေဗျာကျေးဇူးတင်ပါတယ်